ခန်းရဲ့အပြင်အစင်ကိုနန်းတော်အလားလုံးဝပြောင်းလဲပေးနိုင်တဲ့ကျွန်းသားအင်ဒိုဆက်တီကျမတို့ဆိုင်မှာအသင့်ရှိပါပြီရှင်။ပြင်ထိုင်အမြင့်ကဆိုဖာအပါကို21လက်မအမြင့်မှာရှိတာဖြစ်တဲ့အတွက်ကျမတို့လိုအရက်9ပေပူပူနုနုလေးတွေဆိုလို့ရှိရင်တော့ဒီမြေပြင်နဲ့နည်းနည်းလွတ်နေပါမယ်နော်ခြေထောက်ကဆိုဖာတွေကိုချုပ်ပေးထားတဲ့အသားစာလေးကတော့ဂျင်းချီသားနဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်အေးအေးလေးနဲ့ထိုင်လို့ရမှာပဲဖြစ်ပါတယ်ရှင်။အောက်ဖင်ထိုင်ကလည်းအေးအေးလေးဖြစ်ပြီးတော့ကြောမီကလည်းဆိုဖာအေးအေးလေးဖြစ်တာကြောင့်ထိုင်ရတဲ့အခါမှာလည်းတက်တောင့်တက်တာရှိပါတယ်ရှင်။ဒီဆိုဖာအပါအမြင့်က21လက်မဖြစ်တဲ့အတွက်ဖင်ထိုင်အမြင့်ကလည်းတော်တော်မြင့်မြင့်လေးမှာထားပေးထားပါတယ်ရှင်။ဒီစတီးမှာ3ယောက်ထိုင်တစ်လုံး1ယောက်ထိုင်က4လုံးနဲ့စပွဲအကြီးတစ်လုံးအသေးက4လုံးပါဝင်ပါတယ်ရှင်။ဒီစပွဲရဲ့အကျယ်ကတော့အလျား9ပေဒီလိုအကျယ်ကကျတော့26လက်မရှိတာဖြစ်ပါတယ်ရှင်။စပွဲတစ်ပြင်လုံးမှာလည်းကနုတ်ပန်းကနုတ်တွေနဲ့အပြည့်ထွေးမိထားပါတယ်စပွဲအသေးလေးတွေဆိုလို့ရှိရင်လည်းလက်မ20တပေခွဲဆိုင်လေးတွေ4လုံးပါဝင်ပါတယ်ရှင်အထင်ကလည်း9လက်မပတ်လည်တစ်လုံးကိုပဲပပုကနုတ်တွေလက်ရကြွရစွာထွေးမိထားပြီးတော့ဒီ3ယောက်ထိုင်ရဲ့အလဲတက်တက်မှာဆိုလို့ရှိရင်လည်းရှေ့မှာခြေထောက်အပေါ်2ချောင်းအနောက်မှာထောင်း2ချောင်းထည့်ပေးထားပါတယ်ရှင်နားကွန်းမှာကုတ်ပေးထားတဲ့ကနုတ်ဒုတွေကလည်း2လက်မဒုတွေနဲ့ကုတ်ပေးထားတာဖြစ်တဲ့အတွက်လုံးဝအထူးပဲဖြစ်ပါတယ်ရှင်အသုံးပြုပေးထားတဲ့ဂျင်းချီသားလေးကလည်းအပြာနုရောင်လေးကိုမှကနုတ်ချက်အကြီးရည်နဲ့ထွေးမိထားတာကြောင့်အိမ်ထဲမှာထားမယ်ဆိုလို့ရှိရင်တော့လုံးဝခန့်ခန့်ထဲထဲကြီးကိုမြင်နေရမှာဖြစ်ပါတယ်ရှင်ဒီအနောက်မှာတော့တယောက်ထိုင်3လုံးကိုထားတာဖြစ်ပါတယ်ရှင်အဲကန်ထဲမှာထားမယ်ဆိုတော့လုံးဝထဲဝသွားစေမှာပါဒီဆက်ကြီးကတော့ကျွန်တော်တို့ဆိုင်မှာလက်ရှိအသိရှိတာဖြစ်တဲ့အတွက်ရန်ကုန်မြို့ထဲအရောက်ငွေချေစနစ်နဲ့ပြုလုပ်ပေးပါတယ်ရှင်နေမြို့နယ်တွေအတွက်ကတော့ Aura Coffee ဖြစ်တယ်ဆိုလို့ရှိရင်စရန်တဝက်ကောက်ထားပြီးတော့ကြံငွေကိုဂရက်ငွေချေစနစ်နဲ့ပြုလုပ်ပေးပါတယ်ရှင်ပဲခူးတိုင်း AR တိုင်းရဲ့မြို့နယ်အချို့ကိုတော့ကျွန်တော်တို့ဆိုင်ကန်းနဲ့ဓာတ်ရိုက်ပို့ပေးတဲ့ service ရှိပြီးတော့အရောက်ငွေချေစနစ်နဲ့ပြုလုပ်ပေးပါတယ်ရှင်အကယ်၍ stock ကုန်သွားပြီဆိုလို့ရှိရင်တော့ order ကြာချိန်3လကြာမြင့်မှာပဲဖြစ်ပါတယ်ရှင်ညင်ကျပရီဘော်ကဆိုင်လိပ်စာလေးကတော့အမှတ်14ထူပေါင်းလက်20အနောက်နှမြရက်ကွက်တာဂီတာမြို့နယ်ရန်ကုန်မြို့မှာတည်ရှိပါတယ်ဆိုင်ဖုန်းနံပါတ်လေးတွေကနေလည်းဗီဒီယိုကောခေါ်ပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော်ညင်ကျပရီဘော်ကဆိုင်အာမခံချက်လေးကတော့ကျွန်းမစင်2ဆရောပါတယ်ရှင်တဘာဝကျွန်းတင်နဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်တစ်အကျုံးကျဖြစ်ပြီးတော့တစ်ကွဲအခက်မှုတွေဖြစ်ခဲ့သည်ရှိတော့အာမခံတစ်နှစ်အတွင်းမှာစေဖို့လက်ခအခမဲ့တစ်ချိန်ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာမှာယူအားပေးနိုင်ပါတယ်ရှင်